မင်္ဂလာပါတုတ်တန်ကြံခန်းကြီးစနစ်အငယ်6မတရားသောသူဤစကားသည်သူ့အတက်ကိုတတ်ခြင်းကစောင်းမြောင်းတတ်၏ဖြောင့်မတ်သောသူဤနှုတ်မူကားသူတစ်ပါးတို့ကိုကယ်နှုတ်တတ်၏နော်မကောင်းတာပဲပြောတယ်နော်မကောင်းတာပဲပြောတယ်မကောင်းတာပဲပြောတယ်အဲ့ဒါမကောင်းတဲ့လူနော်ကောင်းတာပဲပြောတယ်ကောင်းတာပဲပြောတယ်လူကယ်တဲ့စကားတွေပြောတယ်ကောင်းတာပဲပြောတယ်အဲ့လူကောင်းဒါလူဆိုးလူကောင်းခွဲခြားနေအကြမ်းဖြင့်ပေါ့နော်ကောင်းတဲ့လူကကောင်းတာပြောတယ်လေနော်မကောင်းတဲ့လူကမကောင်းတာပဲပြောတယ်မကောင်းတာပဲနော်ကျွန်တော်အနည်းဆုံးခွဲခြားနေပေါ့နော်ကျွန်တော်ခရစ်ယာန်တွေကြပြောနော်လူဒီမိမိနှုတ်ခမ်းအသီးကိုဝါစွာစားရ၏နော်ကိုပြောတဲ့တိုင်းကိုဖြစ်မယ်နော်ကောင်းသောစကားတွေလည်းရှင်လန်းစေတတ်၏ကိုစိတ်ဆင်းရဲနေလားမပြောမရှင်ဖြစ်နေလားကောင်းတာပြောလိုက်ကွာဘာပြောမလဲကိုဖျားပေးထားတဲ့ကောင်းကြီးတွေရှိတယ်အဲ့ဒါကြီးကျေးဇူးတင်လိုက်ပါးစပ်နဲ့ဖွင့်ပြီးပျော်သွားလိမ့်မယ်အဲ့ဒါလို့စိတ်ဆင်းရဲစိတ်မချမ်းမြေ့ဖြစ်နေတဲ့သူတွေတရင်ကောင်းစိတ်ကိုဖြေနေဖျားစကားတကူရှိတယ်ကောင်းကင်နဲ့မြေကြီးမတည်တော့လဲငါစကားတည်လိမ့်မယ်စကားပဲကောင်းတာပြောလိုက်အချင်းတွေကောင်းမကောင်းကွာအချင်းတွေမကောင်းလဲပဲစိတ်ဆင်းရဲလဲပဲဝမ်းနဲ့လဲပဲအထီးကျန်လဲပဲကောင်းတာပြောလိုက်ဖျားကိုပေးထားတဲ့ကျေးဇူးတော်ကြီးတွက်လိုက်အရန်ကောင်းတယ်ဒါပဲအဲ့ဒါဖြစ်သွားရောကျွန်တော်တို့ခရိယန်ပါဇက်မှာတကူရှိတယ်ယုံကြည်သူပါဇက်မှာတကူရှိတယ်နော်ပြီးရင်ကောင်းတဲ့လူကကောင်းတာပြောတယ်မကောင်းတဲ့လူကမကောင်းတာပြောတယ်ဒါပဲနော်ကျေးဇူးတင်တယ်ဆုတောင်းပါနော်တာရှင်တော်ဝိညာဉ်တော်ခင်ယေရှုခရစ်တော်နာမနဲ့ဖိတ်ခေါ်တယ်ဒီဗီဒီယိုကလစ်ကိုကြည့်ရှုတဲ့ညီကိုမောင်နှမအားလုံးကိုတာရှင်တော်ဝိညာဉ်တော်မီးနဲ့တကိုယ်လုံးနေ့တိုင်းမီးရှို့တော်မူပါထာဝရဘုရားဒီလောင်တော်မီးဖြစ်တော်မူ၏သခင်ယေရှုခရစ်တော်နာမ၌ဆုတောင်းကောင်းချီးပေးတယ်အာမင်ကျေးဇူးတင်ပါတယ်